ရှိတာပေါ့နော်ခု fashion ဖြစ်တဲ့အရာဒါမှမဟုတ်ကိုဝါသနာပါတဲ့အရာကိုလောက်ရင်းနဲ့ဒါ business နဲ့ဖြစ်ဘလို့ပြန်ချင်းမလဲပေါ့လေ့လာရင်းနဲ့ကျွန်တော်ဒီဗီဒီယိုကိုတွားတွေ့လိုက်တယ်ဒါကျွန်တော်တို့ချက်ကြည့်ရအောင်ဗျ In business, it's not about you. It's about helping other people solving their problems. So it's about providing value. And providing value also helps to intensify passion. It gives it much more meaning and makes you much happier once the focus shifts from yourself to others. HubSpot founder Damesh Shah puts it this way. Stop thinking about making $1 million and start thinking about serving 1 million people. So လိုကြည့်တာက fashion ကနေ business ကိုပြောင်းဖို့အတွက်ဆိုရင်ဒါကိုယ့်ရဲ့ fashion ကိုအရင် analysis လုပ်ဖို့လိုပါတော့ကိုယ့်ရဲ့ fashion ကိုအချိန်ပြုပြီးတော့လူတွေရဲ့ပြဿနာကိုဘယ်လိုဖြေရှင်းပေးနိုင်မလဲလူတွေကိုဘယ်လို value တွေပေးနိုင်မလဲဆိုတာကိုကိုယ့်ကိုအရင် analysis လုပ်တော့ဗောနော်ကိုယ့်ကိုပြန်လဲသုံးသပ်ကြည့်ပေါ့ဒီ speaker ရဲ့သူက YouTube channel ကိုကျွန်တော်တို့ချက်ကြည့်ရသူဗီဒီယိုကြည့်လိုက်မယ်ဆိုသူဂီတာတီးတာပဲသူကတီးတာများတယ်ဆိုလိုချင်တာကသူ passion ဖြစ်တဲ့ဂီတာတီးတာကိုသူကဗီဒီယိုရိုက်ပြီးတော့ YouTube မှာတင်တယ်နောက်ဆုံးသူ follow လာတယ် subscriber တွေများလာတဲ့ခါကျမှသူကဒီ Figure Style ဆိုတဲ့ဒီ academy တခုကိုသူဖွင့်လိုက်တာပေါ့နော်ဒါဂီတာတီးတာနဲ့ပတ်သက်ပြီးတော့သူကတီးချပေးတဲ့ academy တခုကိုသူဖွင့်လိုက်တယ်ဒီ academy သူဖွင့်လာတယ်ဆိုလိုချင်တာကဒါ fashion ကနေပြီး business ကိုပြောင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့ကခုတ်ထက်ကိုအရင်ဖန်တီးဖို့လိုတယ်ပေါ့နော်ဒါခု free ရတဲ့ social media ပေါ်မှာဒါကိုဝါသနာပါတဲ့အရာကိုဒါ social media ပေါ်မှာတင်မယ်နောက်ဆုံးကိုယ့်ကိုအားပေးရတဲ့လူတွေများလာတဲ့အခါဆိုရင်ကျွန်တော်တို့ fashion ကနေပြီး business ကိုပြောင်းဖို့အလွယ်တကူဖြစ်နိုင်တယ်ပေါ့နော်ဒါကို follow တယ်ကို audience တွေကိုလေ့လာပါဒါသူတို့ဘာတွေလိုအပ်နေလဲသူတို့ပြဿနာတွေဘယ်လိုဖြစ်နေလဲကိုယ်နေဘယ်လိုဖြေရှင်းပေးနိုင်မလဲသူတို့ကိုဘယ်လို value တွေပေးနိုင်မလဲဆိုတာကိုကျွန်တော်တို့ကဖြေရှင်းဘယ်လိုဖြေရှင်းရမလဲသိသွားပြီဆိုရင်ဒါ fashion ကနေပြီး business ကိုကျွန်တော်တို့အလုပ်ကိုပြောင်းနေမှာပေါ့နော်